ကျွန်ုပ်သည်ကျွန်ုပ်၏ရန်သူနှင့်အတူအနှစ်900တိုင်တစ်လျှောက်လုံးပုံတန်းကစားခဲ့သည်ထိုအချိန်တွင်ကျွန်ုပ်သည်ကွာဆိုင်အင်ပါယာခွာဆိုင်အမ်ဖရောအထုထိပ်သို့တိတ်တဆိတ်ရောက်ရှိခဲ့တော်လဲကျွန်ုပ်၏အရှိန်ဝါအော်ရာအစအနများကိုပင်အပြင်သို့မပေါက်ကြားရဲခဲ့ပေအကြောင်းမှာထိုသူသည်တစ်ချိန်ကဖြည့်ဆည်း၍မရသောခန္ဓာကိုယ်ဖြင့်ခေတ်လုံးကိုနင်းချချေမုန်းခဲ့သည့်မိစ္ဆာကောင်းကြီးဖြစ်နေသောအကြောင်းပင်အမှန်တကယ်အနိုင်ရမည့်အခွင့်အရေးမရှိဘဲနှင့်ကျွန်ုပ်သည်ကျွန်ုပ်၏အသက်ကိုအလားဟာသအဆုံးရှသုံးခံမည်မဟုတ်ပေထို့နောက်ကျွန်ုပ်သည်အင်ပါယာအဆင့်သို့မဖောက်ထွက်နိုင်မီလေးတွင်ပင်ကျွန်ုပ်၏အရှိန်ဝါတမြင်ကအပြင်သို့လစ်ဟာသွားခဲ့သည်ရုပ်ကြီးဆိုသလိုပင်ပုံရိပ်တစ်ခုသည်ဟင်းလင်းပြင်ကိုစုပ်ဖြဲကရောက်ရှိလာခဲ့သည်ထိုသူမှာအစွမ်းကုန်ပွင့်နေသောအနှိုင်းမဲ့တာလုံးခန္ဓာကိုဒမ်မန်ဖေးစစ်ကိုပိုင်ရှင်ဖန်ဟန်ဖန်ဟန်ပင်ဖြစ်သည်သို့တော်လည်းကျွန်ုပ်၏ရန်သူရှိတွင်ရက်နေရင်ကျွန်ုပ်သည်လုံးဝတည်ငြိမ်နေပုံရသည်ဖန်ဟန်မင်းရဲ့တွေးမျိုးဆက်ခံသူကိုအဲ့ဒီတုန်းကငါပဲတတ်ခဲ့တာတကယ်လို့နောက်တစ်ချိန်ပြန်ရွေးချယ်ခွင့်ရရင်လည်းငါဒါကိုပဲထက်လို့အောင်မှာပဲထိုသွေးမျိုးဆက်ခံသူမှာကျွန်ုပ်တို့မျိုးဆက်၏အတော်ဆုံးတာလုံးခန္ဓာကိုပါရမီရှင်ဝမ်ထိန်ဝိုင်းထိုင်းဖြစ်သည်သူသည်အလွန်အမင်းပါရမီပါတော်လဲအကျဉ်းနာတရားလုံးဝကင်းမဲ့သူဖြစ်သည်သူ့လမ်းကိုပိတ်ဆို့သူမှန်သမျှကိုနှိပ်စက်လေးရှိသည့်မိစ္ဆာရေကန်ချက်ဖို့တွင်ရတနာတစ်ခုကိုကျွန်ုပ်တို့နှစ်ဦးလုံးတွားရောက်ယူစဉ်ကသူသည်မြည်သည့်မေကုန်းများမမေးပဲအတင်းအဓမ္မလူယူခဲ့သည်ကျွန်ုပ်ကသူ့ကိုအပြတ်သက်အဆုံးစီရင်လိုက်သည့်အချိန်ထိပင်သို့သောဖန်ဟန်ကထိုအကြောင်းအရာများကိုဂရုမစိုက်ခဲ့ပေကျွန်ုပ်သည်သူ၏သွေးမျိုးဆက်အနာဂတ်ကိုတစ်ချိန်တက်ခဲ့ပြီးဖြစ်၍ကျွန်ုပ်ကိုလုံးဝလွတ်ပေးရန်အစီအစဉ်မရှိချေထို့ကြောင့်သူစတင်လှုပ်ရှားလိုက်သည်သူ၏တာလုံးခန္ဓာကိုယ်မှဖိအားအလုံးကိုအစွမ်းကုန်ထုတ်လွှတ်လိုက်သည်နက်ဖျားတောင်တန်းပေါင်း1ဘီလီယံတပြိုင်နက်တည်းပြိုကျလာတဲ့ကဲ့သို့တင်းဤအောက်ရှိဟင်းလင်းပြင်တစ်ခုလုံးပြိုကွဲသွားခဲ့သည်ရုပ်ချီပင်မိစ္ဆာနက်နဂါးတစ်ကောင်သည်ကောင်းကင်ရန်ထက်တွင်ဟိန်းဟောက်ကစကြဝဠာလွင်တီးခေါင်ကြီး၏ထက်ဝက်ကိုခရမ်းရောင်ဆိုးသွားစေခဲ့သည်ထိုထိတ်လန့်ပွဲဖိအားသည်တရှိသမျှဘုံပိမှန်တိုင်းကိုတုံလှုပ်သွားစေခဲ့သည်ဒီအရှိန်ဝါကအဲ့ဒါပြီးခဲ့တဲ့မျိုးဆက်ရဲ့တာလုံးခန္ဓာကိုယ်ပိုင်ရှင်ဖန်ဟန်ပဲသူတကယ်ပဲထွက်လာခဲ့ပြီတိုက်ပွဲသူတော်စင် Battle Saint ပင်လျင်သူ၏နက်ဖျားတန်တုတ်ကောင်ကိုတင်းဆုပ်ကင်ထားပြီးတိုက်ပွဲစိတ်ဆန္ဒများတောက်လောင်နေခဲ့သည်ပြီးတော့ရဲဖန်ကဒီမိစ္ဆာကောင်ကိုတုံလုံးချောက်ချခြင်းမရှိပဲရင်ဆိုင်နေနိုင်တာပဲငါရဲ့အကြီးမြတ်ဆုံးတိုင်ပဲဖြစ်ရကျိုးနှက်ပါတယ်ဖီးနစ်မျိုးနွယ်စု၏ထိပ်သီးပါရမီရှင်ဖုံးဟူဖန်ကိုကမှုစိုးရိမ်ပူပန်မှုအပြည့်ဖြင့်ဘေးမှစောင့်ကြည့်နေခဲ့သည်သို့တော်ထိုအချိန်တွင်ကဘာမြေကိုတုံလုံးစေသောဖိအားကိုရင်ဆိုင်နေရတော့လဲကျွန်ုပ်ကပြုံးလိုက်ယုံသာပြုံးနေခဲ့သည်မင်းကငါရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်ကိုဖျက်ဆီးချင်တာလားစိတ်မကောင်းပါဘူးမင်းရဲ့အဆင့်ကအဲ့ဒီလောက်ထိမရောက်သေးဘူးခရမ်းရောင်လက်သီးအလင်းတန်းသည်စကြဝဠာလွင်တီးခေါင်ကြီးတစ်ခုလုံးကိုခဏချင်းဖုံးလွှမ်းသွားခဲ့သည်တဘာဝတရား၏နိယာမတိုင်းပြိုကွဲပျက်စီးသွားပြီးပြစ်မှတ်တစ်ခုတည်းသာရှိတော့သည်ထိုပြစ်မှတ်မှာရဲဖန်ရီဖန်ဟူသောကျွမုတ်ပင်ဖြစ်သည်သို့သောကျဲစုတန်းပေါင်းများစွာကိုခြေမုံနိုင်စွမ်းရှိသောထိုတိုက်ခိုက်မှုအောက်တွင်ကျွန်ုပ်သည်ရှောင်ကွင်းခြင်းမပြုခဲ့ပေကျွန်ုပ်ကကျွန်ုပ်၏လက်သီးကိုပြန်လဲထိုးနှက်လိုက်သည်ရင်းသည်ရိုးရှင်းပုံရပြီးဆန်းပြသောအလင်းတန်းများသို့မဟုတ်ဆွဲဆောင်မှုရှိသောပြကွက်များမပါဝင်တော့လဲအတွင်း၌မူစစ်မှန်ပြီးအတိုင်းအဆမဲ့သောမိစ္ဆာနက်ဖျားစွမ်းအင် Charles Divine Power များတိတ်သီးစွာပါဝင်နေသည်နောက်တစ်စက္ကန့်တွင်ဖုံးခနဲမြည်ဟဲသွားသည်လက်သီးနှစ်ခုထိတ်တိုက်တွေ့ဆုံရာတွင်စကြဝဠာလွင်တီးခေါင်ကြီး၏ဥက္ကပြန်ခါပတ်သည်အစိတ်အမွှားမွှားပြဲထွက်သွားပြီးလုံးဝဥတုံဟင်းလင်းပြင်အာကာသကြီးသာကျန်ရစ်တော့သည်အာကာသကိုယ်တိုင်ပင်နုနယ်ပျက်စီးရသွားခဲ့သည်အလင်းတန်းများပျောက်ကွယ်သွားသောအခါကျွန်ုပ်သည်တောင်တလုံးကဲ့သို့ခိုင်ခန့်စွာရက်နေဆဲဖြစ်ပြီးကျွန်ုပ်ပေါ်တွင်ဖုံမုံတစားများပင်မရှိချေအခြားတစ်ဖက်တွင်မူဖန်ဟန်၏ခန္ဓာကိုယ်တစ်ခုလုံးတုံရင်နေပြီးနှုတ်ခမ်းထောင်းမှသွေးများစီးကျနေခဲ့သည်ကျွန်ုပ်ကဘာမှမဖြစ်တဲ့ကဲ့သို့ကျွန်ုပ်၏လက်ကိုခါထုတ်လိုက်ရင်းစိတ်မဝင်စားသလိုအကဲဖြတ်လိုက်သည်တာလုံးခန္ဓာကိုယ်အတွက်တော့မဆိုးပါဘူးဒါပေမဲ့ဒါကမလုံလောက်သေးဘူးအစွမ်းကုန်သာထုတ်လိုက်တော့ဘာလို့လဲဆိုတော့တကယ်စတိုက်ပြီဆိုရင်မင်းနောက်ထပ်အခွင့်အရေးရမှာမဟုတ်တော့လို့ပဲသို့တော့ထို့ပေါ့ပပအထင်သေးစွာအကဲဖြတ်ခြင်းနှင့်လက်ခလိုက်သည့်အပြုအမူငယ်လေးသည်သူ့ကိုမမြည်သည့်တိုက်ခိုက်မှုထက်မဆိုပိုမိုနာကျင်စေခဲ့သည်ဒီကောင်ဆုပ်လေးတာလုံးခန္ဓာကိုယ်ရဲ့စစ်မှန်တဲ့အစွမ်းကဘလို့လဲဆိုတာငါမင်းကိုပြရသေးတာပေါ့ထိုစကလုံးများထွက်လာသည့်နှင့်တပြိုင်နက်ဖန်ဟန်၏ခန္ဓာကိုယ်သည်မြင်သာထင်သာရှိသောနှုံထားဖြင့်စတင်ကြီးထွားလာခဲ့သည်မယုံနိုင်စရာကောင်းလောက်အောင်မြန်ဆန်လာသည့်မျက်စိတမိတ်အတွင်း၌ပင်သူသည်အလျားပေ1000သူညကျန်းရှိသောရှေးဟောင်းတိုက်တန်ဘီလူကြီးဖြစ်လာခဲ့သည်မိစ္ဆာနတ်ဖျားနဂါးတကောင်ကသူ့ကိုရစ်ပတ်ထားပြီးနတ်ဖျားဖိနှိမ့်ငတ်ကမိတောက်များတဲ့တွင်ရေချိုးနေကကြားဖြူကြီးကဟိဟောက်နေပြီးလိမ့်နဲ့ကြီးကအာကာသကိုပိတ်ဆို့ထားသည့်ဤဒီမှာတာလုံးခန္ဓာကိုယ်၏စစ်မှန်သောအဆုံးစွန်ပုံစံတော်ပင်ဖြစ်သည်မိစ္ဆာနတ်ဖျား၏ဟိဟောက်တန်ကကြေတာယာများကိုခြေမုံလိုက်သည်နတ်ဖျားပုံစံ9မျိုးလုံးကိုတပြိုင်နက်တည်းအသုံးပြုလိုက်ခြင်းမှာအချိန်နှင့်အာကာသတစ်ခုလုံးကိုဖျက်ဆီးပစ်တော်မူအတိုင်းပင်ဝန်တောက်ဂိုင်းဝင်းဒဆတ်အတွင်းရှိတပည့်များနှင့်အကြီးအကဲတိုင်းပင်လွတ်ခနဲ့အသက်ရှူဖို့မေ့လျော့သွားကြသည်ဒါကတာလုံးခန္ဓာကိုယ်ရဲ့ပြည့်စုံတဲ့ပုံစံလားဒါကတကယ်ကိုကြောက်စရာကောင်းလို့နဲ့အရှင်သူတော်စင်ကဒါကိုတကယ်ပဲတားဆီးနိုင်ပါမလားသူကလူသားမျိုးနွယ်ရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲ
သို့သောထိုစိုးရိမ်ပူပန်မှုများသည်လုံးဝမလိုအပ်ကြောင်းထင်ရှားလာသည့်နောက်တစ်ပြင်၌ကျွန်ုပ်သည်တစေတကောင်ကဲ့သို့လှုပ်ရှားသွားပြီးထိုပေတစ်တောင်းရှိသောမိစ္ဆာနတ်ဖျားကြီးစီသို့တက်တက်ဦးတည်ပြေးဝင်သွားခဲ့သည်သို့သောယခုအချိန်တွင်မူလုံးဝကွဲပြားခြားနားသွားခဲ့သည်ကျွန်ုပ်လက်သီးပေးပတ်လည်ရှိအာကာသသည်သူ့အလိုလိုပြိုကျပျက်စီးသွားပြီးတည်စေနိုင်သောတွင်းနက်ဝဲကရက် black hole vortex တစ်ခုဖြစ်ပေါ်လာခဲ့သည်ဖန်ဟန်၏သူငယ်အိမ်သည်ချက်ချင်းကျဉ်းမြောင်းသွားခဲ့သည်သူ၏ဘဝတက်တန်းတစ်လျှောက်တွင်ပထမဆုံးအကြိမ်အဖြစ်တည်ခြင်းတရား၏အရေးအယောင်ကိုခံစားလိုက်ရသည်တကယ်လို့သူ၏လက်သီးချက်ကိုမတားဆီးနိုင်ပါကသူတေးရပေလိမ့်မည်ထို့ကြောင့်သူသည်မမီသည့်အရာကိုမျှချမ်းမထားတော့ဘဲအကျွင့်မဲ့ထုတ်သုံးလိုက်တော့သည်သူသည်မိမိ၏အချုပ်ချာအာဏာပိုင်သွေးရင်း sovereign source blood ကိုပင်လောင်ကျွမ်းစေခဲ့သည်သူ၏မျက်ခုံးနှစ်ခုကြားတွင်ဆူရှသောအလင်းတန်းတစ်ခုလင်းထိန်သွားခဲ့သည်အချုပ်ချာအာဏာပိုင်သွေးလောင်ကျွမ်းခြင်း sovereign blood ignition ပြင်းသည်သူ၏အပြင်းထန်ဆုံးသောအဆုံးစွန်တိုက်ခိုက်မှုချက်ပင်ဖြစ်တော်သည်